ဒါကဒီနေ့နင်းနေစီမှာထက်ရောက်ထားတဲ့ model လေးပါ13 Pro Max ပါမယ်12 Pro Max ပါမယ်12 Pro ပါမယ်13 12 11 10s SC လေးကတော့တစ်လုံးပဲပါမယ်เนาะဒီအပိုင်းကပစ္စည်းအရန်ကိုပြတ်တယ်အခုလည်းနေအလုံးကြီးအများကြီးတော့မရဘူးဈေးနှုန်းလေးကိုနေတခါလေးပြောပြသွားမယ် iPhone SE2 64GB Face Face ကျန်တာ no air လုံးလေးကတစ်လုံးပဲပါမယ်ဈေးနှုန်းက2,8500ပါiPhone XS လေးကကျတော့သူက 256GB all5 မှာရှင့်9,8000နဲ့ယူတော့iPhone 12 Pro အမိုက်စားလေးကကျတော့သူက 256GB all5 no message ပါနင်းအောင်ကြိုက်တယ်ဒီလုံးလေးကိုလေ15,8000နဲ့ပဲယူပါရှင် iPhone 12လေးလည်းပြန်ရောက်ပြီနော်12လေးအရင်အမေးများတယ် 64GB all5 no message လေးကကျတော့သူက9,4500ဖြစ်ပြီးတော့ 128GB all5 no message လေးကကျတော့10,8000ပါရှင်13လေးကကျတော့သူက 128GB all5 battery နဲ့ display message ပါမယ်သူက73,8000နဲ့ပဲယူပါရှင်12 Pro Max လေးလည်းအရန်ကိုအမေးများတယ်အခုရောက်ပြီနော် 256GB all5 battery message တစ်စောင်ပဲပါမယ်16,8000ပဲပေးပါရှင် site ကြီးမှကြိုက်တာဆိုလို့ရှိရင်လည်း13 Pro Max ထပ်ကင်လို့ရတယ်128GB all5 no message ကိုမှ21,8000ရှယ်တန်စင်းနဲ့ပေးထားပါတယ်ကဲအရောင်းရဆုံး11လီယာကျတော့ 64GB all5 ကို9,4500ရှိမယ်9,6500ရှိမယ်8,4500ရှိပါမယ်ရှင်အလုံးနဲ့ကိုညီတို့အသွင်းကျိုးအသွင်းကောင်းလက်ဆောင်ပါပါတယ်ပြီးရင်အာမခံတလားပါတယ်ဆိုင်လာဝိုင်းတော့ညီတို့ Apple ID ကောက်လည်းလက်ဆောင်ပြင်ပေးပါတယ်ရန်ကုန်မြို့တွင်းဆိုရှင်အိမ်ရောက်ငွေချေပို့ပေးပြီးတော့တခြားမြို့နယ်တွေကတော့ဒီလိုငွေလေးကြိုလို့ရပါတယ်ရှင်ဆိုင်မှာစိတ်ကြိုက်လာကြည့်ပြီးတော့လည်းဝယ်လို့ရရယ်နော်